္ဂလာပါရှင်စီးကျိုယောဂ၏နောက်ဆက်တွဲဖြစ်သော diabetic retinopathy စီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်ခြင်းဆိုတာဘာလဲဘယ်လိုသူတွေမှာအဖြစ်များပါသလဲယောဂလက္ခဏာတွေကဘယ်လိုရှိပါသလဲစတဲ့အချက်တွေကိုပါမောက္ခဒေါက်တာဆန်းလိုက်မင်းမှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာရှင်မင်္ဂလာပါဟုတ်သမီးက reservation တင်မှညူဆန်းဖြစ်ပါတယ်ဆရာဟုတ်ကဲ့ရှင်ဆရာရဲ့နာမည်နဲ့ယာရုလေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်ကတော့မျက်စိယောဂအထူးကုဆေးရုံကြီးရန်ကုန်မှာတာဝန်ထမ်းဆောင်နေတဲ့အမြင်အောင်ထားတဲ့မျက်စိနောက်ခံခွဲစိတ်အထူးကုပါမောက္ခဒေါက်တာဆန်းလိုက်မင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာ diabetic retinopathy ယောဂနဲ့ပတ်သက်ပြီးတော့မိခွန်းလေးတွေကိုမေးမြန်းခွင့်ပြုပါရှင်ဟုတ်ကဲ့ပါရှင်ပထမဆုံးမိခွန်းလေးကတော့ဆရာသမီးတို့စီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်တဲ့ယောဂ diabetic retinopathy အကြောင်းလေးကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့စီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်တဲ့ယောဂ diabetic retinopathy ဟာစီးကျိုကြောင့်မျက်စိအနောက်ခန်းမှာရှိတဲ့အလင်းတွေစုတဲ့အစိတ်ပိုင်းဖြစ်တဲ့အမြင်အာရုံလာရဲ့သွေးကြောမြင်လေးတွေကိုထိခိုက်ပြီးဖြစ်တဲ့ယောဂဖြစ်ပါတယ်အချိန်မီမစစ်ဆေးပဲမကုသဘောကအမြင်အောင်ညော်နေခြင်းနဲ့အမြင်အောင်ဆုံးရှုံးခြင်းတွေဖြစ်နိုင်ပါတယ်။စီးကျိုကြောင့်မျက်စိမြင်လာထိခိုက်တဲ့ယောဂဟာပထမပိုင်းမှာအမြင်အာရုံလာကိုထိခိုက်ခြင်းမရှိဘဲနဲ့အချိန်ကြာမြင့်လာတာနဲ့အမြင်အာရုံပုံမှုဆိုးဝါးစွာထိခိုက်စေနိုင်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ diabetic retinopathy ယောဂအကြောင်းလေးကိုသိရပြီဆိုတော့ဘယ်လိုလူမျိုးတွေကဒီစီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်တဲ့ယောဂပို့ပြီးတော့ဖြစ်နိုင်ခြေရှိပါတယ်လေဆရာ။စီးကျိုယောဂ type 1 type 2ပေါ့နော်။နှစ်မျိုးရှိတာမှာအဲဒီနှစ်မျိုးစလုံးရှိတဲ့နှစ်မျိုးစလုံးမှာစီးကျိုယောဂကြောင့်အမြင်အောင်လာထိခိုက်တဲ့ယောဂဖြစ်နိုင်ပါတယ်။အထူးသဖြင့်စီးကျိုယောဂဖြစ်ပွားတဲ့ကာလကြာမြင့်လာတဲ့နောက်သွေးတွင်းတကြားတက်ကိုမထိန်နိုင်တဲ့လူတွေနောက်သွေးတိုးရှိတဲ့လူတွေနောက်သွေးတွင်းအဆီများတဲ့လူတွေကြောက်ကယောဂရှိတဲ့လူတွေနောက်စီးကျိုရှိတဲ့အချိန်မှာကိုဝင်ဆောင်တဲ့လူတွေပေါ့စီးကျိုယောဂရှိတဲ့တွေကိုဝင်ဆောင်တဲ့လူတွေမှာပုံမဆိုးဝါးစွာဖြစ်ပွားနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင် diabetic retinopathy ယောဂဖြစ်နိုင်ခြေရှိတဲ့သူတွေကိုလည်းသိရှိရပါပြီဆရာနောက်ထပ်သမီးတို့တွေကမျက်စိအမြင်ကောင်းနေသေးရင်ကော diabetic retinopathy ယောဂမရှိဘူးလို့ယူဆလို့ရပါသလားရှင်မျက်စိအမြင်ကောင်းနေပေမဲ့လည်း diabetic retinopathy စီးကျိုကြောင့်မျက်စိအမြင်လာထိခိုက်တဲ့ယောဂမရှိဘူးလို့ပြောရမရပါယောဂရဲ့အစောပိုင်းမှာလက္ခဏာမပြပေမဲ့လည်းအမြင်ကောင်းနေပေမဲ့လည်းအမြင်အာရုံလာမှာထိခိုက်နေတာလေးရှိနိုင်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာစီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်တဲ့ယောဂမှာဘယ်လိုအဆင့်တွေများပါရှိပါသလဲရှင်စီးကျိုကြောင့်မျက်စိအမြင်လွှာထိခိုက်တဲ့ယောဂကိုအကြမ်းအဖြစ်အဆင့်3ဆင့်ခွဲလို့ရပါတယ်ပထမအဆင့်အနေနဲ့သွေးကြောအသစ်မပေါက်တဲ့စီးကျိုကြောင့်အမြင်အာရုံလာမှာသွေးရည်ဆင်းမှုလေးတွေစတင်တွေ့ရှိနေတာဖြစ်ပါတယ်ပုံမှန်အဖြစ်အမြင်အာရုံကိုတိတတာလျော်နေခြင်းမရှိပါဘူးနောက်ဒုတိယအဆင့်2အနေနဲ့တော့သွေးကြောအသစ်ပေါက်ဖွားတဲ့စီးကျိုကြောင့်မျက်စိအမြင်အာရုံလာယောဂအဲ့ဒီမှာဆိုရင်တော့ပုံမှန်မဟုတ်တဲ့သွေးကြောမြင်လေးတွေပေါ်လာပြီးသွေးရည်ဆင်းမှုလေးတွေပုံမှန်များပြားတာကိုတွေ့ရှိနိုင်ပါတယ်နောက်တစ်ဆင့်အနေနဲ့တော့ပုံမှန်ဆိုးရလာတဲ့စီးကျိုကြောင့်မျက်စိမြင်လာယောဂ advanced diabetic retinopathy ဆိုတာဖြစ်ပါတယ်အဲ့ဒီမှာတော့ခုနပြောတဲ့ပုံမှန်မဟုတ်တဲ့သွေးကြောမြင်လေးတွေကတစ်ဆင့်မျက်လုံးနှောက်ခမ်းဂျယ်လေးအတွင်းသွေးထွက်တာတွေအဲဒီသွေးထွက်ရတဲ့တစ်ဆင့်အမြင်နှမ်းလေးတွေဖြစ်လာပြီးတော့အမြင်အောင်လာဆွဲပြီးတော့အမြင်အောင်လာကွာတာတွေအဲဒီယောဂတွေဖြစ်ပွားပြီးတော့အမြင်အောင်လာကိုလုံးဝဆုံးရှုံးစေနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင် diabetic retinopathy ယောဂနဲ့ပတ်သက်ပြီးတော့ DME diabetic macular edema အကြောင်းလေးကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါ diabetic macular edema ဆိုတာတော့မြင်လာရဲ့အလယ်ဘိုးအပိုင်းပေါ့နော်အမြင်အောင်လာမှာအရေးကြီးဆုံးအပိုင်းဖြစ်တဲ့ macular area မှာခုနပုံမှန်မဟုတ်တဲ့သွေးကြောမြင်လာလေးတွေကတစ်ဆင့်အရေများစိတ်ဝင်ပြီးတော့အမြင်အောင်လာရောင်လာတဲ့အခြေအနေဖြစ်ပါတယ်အဲဒီယောဂဆိုရင်အမြင်အောင်လာယော်နေရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ခုနပြောခဲ့တဲ့အဆင့်3ဆင့်မှာဆိုတော့အဆင့်တိုင်းမှာ diabetic macular edema အမြင်အောင်လာရောင်တဲ့ယောဂဟာဖြစ်ပွားနေနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်အခုဆိုလို့ရှိရင် diabetic retinopathy ယောဂရဲ့အဆင့်တွေကိုလည်းသိရှိရပါပြီ DME အကြောင်းလေးကိုလည်းသိရပြီဆိုတော့နောက်ထပ်စီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်တဲ့ယောဂရဲ့လက္ခဏာလေးတွေကိုလည်းမျှဝေပေးပါဦးရှင်ဟုတ်ကဲ့စီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်ယောဂကအစပိုင်းမှာမြေသုံးမြခံစားရခြင်းမရှိဘူးပေါ့အမြင်အောင်မရှိပေမဲ့လည်းအမြင်အောင်လာအခြေအနေဆိုးဝါးလာတော့လေအမြင်ကိုတိတတာထိခိုက်တာတွေမရှိတာကိုတွေးရှိရပါတယ်ဒါပေမဲ့အမြင်အာရုံလာအခြေအနေဆိုးလာတဲ့အမြအမြင်အောင်လာခုနပြောတဲ့အမြင်အောင်လာအလဲပေါ်မှာအရည်တွေစုလာတယ် macular edema ရှိလာလို့ရှိရင်စာဖတ်မှာလည်းခက်ခဲလာတယ်ကားမောင်းမှာလည်းခက်ခဲလာနိုင်ပါတယ်ဒါအပြင်အယောင်တွေခွဲခြားမသိတာတွေအမြင်အောင်လာဝါလာခြင်းတွေလည်းတွေ့ရှိနိုင်ပါတယ်အဲ့ဒါမှတစ်ဆင့်နောက်တစ်ဆင့်တက်လာလို့အမြင်အောင်လာမျက်စိနောက်ခမ်းအတွင်းဂျယ်လီထဲမှာတွေးထွက်လာမယ်ဆိုလို့ရှိရင်တော့အမြင်အာရုံမှာအမှုန်လေးတွေမြင်ရတာအမဲဆက်ကလေးတွေမြင်ရတာနောက်ကျိုးမြင်ခဲ့လို့အရိပ်များမြင်ရတာတွေဖြစ်နိုင်ပါတယ်အဲ့ဒီမှတစ်ဆင့်မျက်လုံးနောက်ခမ်းအတွင်းဂျယ်လီထဲမှာသွေးထွက်တာအများများလာလို့ရှိရင်အမြင်အာရုံရုတ်တရက်ကျတာတွေဖြစ်နိုင်ပါတယ်ဒါအပြင်ခုနပြောတဲ့အမြင်အာရုံလာကိုအမြင်နဲ့အနေနဲ့ဆွဲပြီးအမြင်အောင်လာကွာလို့ရှိရင်လည်းအမြင်တွေပုံမကျနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်စီးကျိုကြောင့်မျက်စိမြင်လွှာထိခိုက်သောယောဂကအမြင်အာရုံဆုံးရှုံးစေနိုင်ပါသလားဆရာ
စီးကြိုကြောင့်မျက်စိမြင်လာယောဂကအမြင်အာရုံနဲ့သွေးကြောမြင်တွေကိုထိလိုက်ပြီးတော့မျက်လုံးနောက်ခန်းဂျယ်လီအတွင်းမှာခုနသွေးထွက်တာတွေဖြစ်တယ်နောက်အမြင်အာရုံလာကိုနောက်ဆက်တွဲအမြင်အာရုံလာကွာတဲ့ယောဂတွေဖြစ်ပြီးတော့အမြင်အာရုံလာဆုံးရှုံးတဲ့အထိကိုဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီယောဂကစောစောရှိယောဂရှာပြီးကုသပါကပြင်းထန်တဲ့အမြင်အာရုံလာဆုံးရှုံးမှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာစောစီးစွာရှာဖွေကုသဖို့လိုတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဆရာစီးကျိုယောဂရှိသူတွေအတွက်ပုံမှန်မျက်စိစစ်ဆေးမှုကဘာကြောင့်အရေးကြီးပါတယ်လဲဆရာစီးကြိုယောဂရှိတဲ့လူတွေမှာခုနမျက်စိအမြင်အောင်လာထိခိုက်မှုတွေကယောဂလက္ခဏာမပြဘဲနဲ့ရှိနေနိုင်တဲ့အတွက်ကြောင့်စီးကြိုယောဂရှိရဲဆိုတာနဲ့မျက်စိအမြင်အာရုံလာကိုတေချာမျက်စိဆရာဝန်နဲ့ပြသပြီးတော့စမ်းသပ်စစ်ဆေးမှုခံယူသင့်ပါတယ်အဲ့ဒါမှစောစီတာယောဂတွေမျိုးရှာဖွေတွေ့ရှိပြီးတော့အချိန်မီကုသနိုင်ပြီးတော့အမြင်အောင်လာဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်စီးကျိုယောဂရှိသူတွေကမျက်စိစစ်ဆေးမှုကိုပုံမှန်အားဖြင့်ဘယ်ချိန်မှာပြုလုပ်တင်ပါတယ်လဲဆရာပုံမှန်အားဖြင့်ဆိုရင်စီးကြိုယောဂရှိတဲ့လူတွေကမျက်စိစစ်ဆေးမှုကိုတစ်နှစ်လျင်တစ်ကြိမ်အနည်းဆုံးမျက်စိတငယ်ချက်ပြီးတော့ dilated fundus examination လို့ခေါ်တာပေါ့နော်အားမျိုးစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါတယ်လိုအပ်ပါကမျက်စိဆရာဝန်ရဲ့ညွှန်ကြားတဲ့အတိုင်းပုံမှန်အချိန်စောစွာစစ်ဆေးမှုခံယူသင့်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်တမီးတို့ဒီသွေးရင်းတကြားတက်မြန်မာခြင်းကတမီးတို့ရဲ့မျက်စိကိုဘယ်လိုထိခိုက်စေနိုင်ပါသလဲဆရာသွေးရင်းတကြားလက်မြန်မာခြင်းအားဆိုရင်အမြင်အာရုံလာမှာရှိတဲ့သွေးကြောငယ်များကိုထိခိုက်စေတယ်သွေးကြောယိုစိမ့်တာဖြစ်နေသွေးကြောရောင်တာလေးတွေဖောင်းရောင်တာတွေဖြစ်နိုင်တယ်နောက်သွေးကြောပိတ်တာတွေဖြစ်နိုင်ပါတယ်အဲ့ဒီအရတဲ့ပုံမှန်မှုတ်တဲ့သွေးကြောမြန်မာတွေပေါ်လာပြီးတော့အဲ့ဒီနောက်ဆက်တွဲယောဂတွေဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာနောက်ထပ်မေးခွန်းလေးကတော့ diabetic retinopathy ယောဂကိုကာကွယ်လို့ရနိုင်ပါသလားရှင်diabetic retinopathy ကိုကာကွယ်ဖို့ဆိုလို့ရှိရင်ခုနပြောခဲ့တဲ့ diabetic retinopathy မျက်စိအမြင်အာရုံစီးကျိုကြောင့်မျက်စိအမြင်အာရုံလာထိခိုက်တဲ့ယောဂပုံမဆိုးရွားနိုင်တဲ့အခြေအနေတွေပေါ့နော်အဲ့မှာဆိုရင်သွေးရင်းတကြားတက်ကိုကောင်းစွာထိန်းချုပ်တာတို့နောက်သွေးပေါင်ချိန်ကိုပုံမှန်တိုင်းပြီးပုံမှန်ထိန်းချုပ်တာတို့နောက်တစ်ခါသွေးတွင်းအဆီတွေကိုထိန်းချုပ်တာတွေအဲ့အမျိုးတွေကိုဆောင်ရွက်လို့ရပါတယ်နောက်တစ်ခုကတော့ကျန်းမာတဲ့လူနေမှုပုံစံပေါ့ healthy lifestyle ဆိုတော့ပုံမှန်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာနောက်ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်တာနဲ့ဆိုလို့ရှိရင် diabetic retinopathy ကိုကာကွယ်လို့ရပါတယ်နောက်တစ်ခုကတော့ပုံမှန်မျက်စိစစ်ဆေးမှုတွေပြုလုပ်ခြင်းဖြင့် diabetic retinopathy ဖြစ်တဲ့ဟာစီးကျိုကြောင့်မျက်စိမြင်အောင်လာဖြစ်တဲ့ယောဂများကိုကြိုတင်စမ်းသပ်စစ်ဆေးပြီးတော့ကုသကာကွယ်လို့ရပါတယ်ဟုတ်ကဲ့ပါဆရာ diabetic retinopathy ယောဂအတွက်ရှာဖွေဖော်ထုတ်ဖို့ဘယ်လိုစစ်ဆေးမှုတွေကိုပြုလုပ်လို့ရပါသလဲရှင်diabetic retinopathy အမြင်အောင်လားထိခိုက်တဲ့ယောဂကိုရှာဖွေစစ်ဆေးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်မျက်စိတငယ်ရင်ချက်ပြီးတော့မျက်စိအမြင်အာရုံလာကိုစမ်းသပ်စစ်ဆေးမှုခံယူဖို့လိုပါတယ်အဲ့ဒါတော့ dilated fundus examination လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အမြင်အာရုံလာထိခိုက်မှုတွေကိုမှတ်တမ်းတင်ထားပြီးတော့နောက်ပုံမှန်နောက်ချိန်နေနဲ့ပုံမဆိုးလာပုံမတက်တာလာရှင်ကြည့်လို့ရအောင်ဆိုလို့ရှိရင်တော့ fundus photography ရိုက်ထားလို့ရပါတယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့အခုခေတ်ကတော့ AI ခေတ်ပေါ့နော် AI ခေတ်ဆိုတော့ AI ရဲ့အကူအညီနဲ့အမြင်အောင်လာဓာတ်ပုံရိုက်တာပေါ့နော်အမြင်အောင်လာဓာတ်ပုံရိုက်ပြီးတော့ AI အကူအညီနဲ့အမြင်အောင်လာထိခိုက်မှုရှိမရှိကိုစမ်းသပ်စစ်ဆေးပြီးတော့လိုအပ်ပါကကျွန်တော်မျက်စိဆရာဝန်နဲ့ပြသလို့ရပါတယ်အဲ့ဒါကိုတော့ AI assisted fundus photography လို့ခေါ်ပါတယ်နောက်တစ်ခုကတော့မျက်စိအမြင်အာရုံလာအလဲပုံကိုကန့်လန့်ဖြတ်ပိုင်းပုံဖော်တာပေါ့အဲ့ဒါတွေကတော့ကျွန်တော်ခုနပုံမှန်မဟုတ်တဲ့သွေးကြောမြင်လေးတွေပေါ်လာတယ်နောက်တစ်ခုကအမြင်အာရုံလာအလဲပေါ့ macular edema ပေါ့နော်အလဲရောင်တဲ့ condition တွေမှာဆိုရင်ယောဂအခြေအနေကိုသိကျင်တာနဲ့ယောဂကုသမှုကိုတိုးတက်မှုရှိမရှိသိကျင်တာဆိုလို့ရှိရင်တော့အမြင်အောင်လာအလဲပုံကန့်လန့်ဖြတ်ပိုင်းပုံဖော်တဲ့ set အဲ့ဒါ optical coherent tomography လို့ခေါ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ရိုက်ပြီးတော့ယောဂရှာဖွေလို့ရပါတယ်နောက်တစ်ခုကတော့fundus fluorescent angiography လို့ခေါ်ပါတယ်အဲ့ဒါကတော့လက်မောင်းနဲ့ဆေးသွင်းပြီးတော့မျက်စိအမြင်အာရုံလာပဲသွေးကြောမြင်လေးတွေကိုဓာတ်ပုံရိုက်တဲ့ဟာပေါ့အဲ့ဒါကတော့လိုအပ်လို့ရှိရင်ကျွန်တော်တို့လှုပ်ဆောင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်အခုဆိုရင် diabetic retinopathy ယောဂရဲ့စစ်ဆေးမှုတွေကိုသိရှိရပြီဆိုတော့နောက်ထပ်စီးကြိုကြောင့်မျက်စိမြင်လာထိခိုက်သောယောဂကိုဘယ်လိုကုသမှုတွေပြုလုပ်လို့ရပါသလဲရှင်ဟုတ်ကဲ့လူအများစုကတော့အမြင်အာရုံလာလေဆာနဲ့ကုသခြင်းဖြင့်အမြင်အာရုံဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်ပါတယ်နော်ခုနပြောတဲ့ diabetic macular edema အမြင်အာရုံလာအလဲမှာအရေးစုပြီးတော့မျက်စိမှုံမားလာတဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်မျက်လုံးနောက်ခန်းအတွင်း jelly တဲကိုဆေးထိုးကုသနိုင်ပါတယ်အဲ့ဒါတော့ intravitreal anti-VEGF ဆိုတဲ့ဆေးကိုထိုးပြီးတော့ကုသတာဖြစ်ပါတယ်မျက်လုံးနောက်ခန်း jelly အတွင်းဆေးထိုးတာကိုတစ်လတစ်ခါအနည်းဆုံး3ချိန်မှ6ချိန်ခန့်အထိပြုလုပ်ဖို့လိုအပ်ပါတယ်အချို့လူနာများမှာတော့ပုံမအချိန်များစွာမျက်စိအတွင်းဆေးထိုးကုသမှုခံယူရန်လိုအပ်ပါတယ်လေဆာဖြင့်ကုသခြင်းနဲ့ခုနပြောတဲ့မျက်လုံးနောက်ခန်း jelly အတွင်းဆေးထိုးကုသခြင်းဟာပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့အမြင်အာရုံလာမှာပုံမှန်မဟုတ်တဲ့သွေးကြောမြင်လေးတွေပြန်လည်ညှော်နှဲသွားစေဖို့အတွက်ရည်ရွယ်တဲ့ကုသခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ပုံမဆိုးဝါးလာတဲ့ယောဂအခြေအနေဖြစ်တဲ့ advanced retinopathy တွေဖြစ်တဲ့
မျက်လုံးနောက်ခမ်း jelly အတွင်းမှာသွေးထွက်တာနော်အမြင်အာရုံလားကွာတဲ့ directional retinal detachment တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မျက်လုံးနောက်ခမ်း jelly ကိုဆက်နဲ့ခြေထုတ်ပြီးတော့ဆက်နဲ့ဖြတ်ထုတ်ပြီးတော့ခွဲစိတ်ကုသတာပေါ့ vitrectomy လို့ခေါ်ပါတယ်အဲ့ဒါမျိုးပြုလုပ်လို့ရပါတယ် ဟုတ်ကဲ့ပါဆရာရှင်ဒီကုသမှုတွေကဆုံးရှုံးသွားတဲ့အမြင်အာရုံကိုပြန်လည်ကောင်းမွန်စေနိုင်ပါသလားဆရာစောစီးစာကုသမှုခံယူမယ်လို့ဆိုလို့ရှိရင်တော့အထီးအောင်ဆုံးဖြစ်ပါတယ်အချို့လူနာတွေမှာအမြင်အာရုံကိုတိုးတက်ကောင်းမွန်လာပြီးတော့အချို့လူနာတွေမှာတော့ထပ်မံမဆိုးသွားစေရန်အတွက်ကာကွယ်ပေးနိုင်ပါတယ်စီးကျူယောဂကိုကောင်းစွာထိန်းချုပ်ခြင်းကသမီးတို့ရဲ့မျက်စိကိုအမှန်တကယ်ကာကွယ်ပေးနိုင်ပါသလားရှင်စီးကျူယောဂကိုကောင်းစွာထိန်းချုပ်ခြင်းကမျက်စိအမြင်အာရုံကထိခိုက်တဲ့ယောဂကိုအမှန်တကယ်ကာကွယ်ပေးနိုင်ပါတယ်။သွေးရင်းတကြားတက်ကိုကောင်းစွာထိန်းချုပ်ခြင်းဒီ diabetic retinopathy ကိုကာကွယ်ရန်သို့မဟုတ်ယောဂတိုးတက်မှုကိုနှိမ့်ကွေ့စေရန်အထူးကဆုံးနည်းလမ်းတွေကတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အသက်ငယ်ရွယ်တဲ့စီးကျူယောဂရှိတဲ့သူတွေကdiabetic retinopathy ယောဂဖြစ်နိုင်ပါသလားဆရာ။အသက်ငယ်တဲ့စီးကျိုယောဂဖြစ်တဲ့တွေမှာ diabetic retinopathy ဖြစ်နိုင်ပါတယ်အထူးသဖြင့်စီးကျိုယောဂဖြစ်ပါလာတဲ့ကာလကြာမြင့်တဲ့သူတွေဒါမှမဟုတ်သွေးရင်းတကြားတက်မထိန်ချုပ်တဲ့လူတွေမှာပုံမဖြစ်နိုင်ပါတယ်အသက်ငယ်တဲ့စီးကျိုယောဂရှိတဲ့လူတွေကအသက်ကြီးတဲ့လူတွေနဲ့စာလို့ရှိရင်အမြင်အာရုံလာထိခိုက်မှုကပုံမစောလင်စာဖြစ်ပြီးတော့ပုံမဆိုးဝါးစာဖြစ်စေနိုင်ပါတယ်ဒါဆိုရင်ဆရာစီးကျိုယောဂရှိတဲ့ကိုဝင်ဆောင်အမျိုးသမီးတွေကမျက်စိစစ်ဆေးမှုပြုလုပ်တင်ပါသလားရှင်စစ်ဆေးတင်ပါတယ်ကိုဝင်ဆောင်ချိန်မှာ diabetic retinopathy ဟာပုံမပြင်းထန်စွာတိုးတက်မြန်ဆန်လာနိုင်ပါတယ်ဒါကြောင့်ကိုဝင်မဆောင်မီဒါမှမဟုတ်ကိုဝင်အစောပိုင်းကာလတွေမှာစီးကြိုရှိရဆိုလို့ရှိရင်မျက်စိစစ်ဆေးမှုကိုခံယူသင့်ပြီးတော့မျက်စိဆရာဝန်ရဲ့အကြံပြုချက်အတိုင်းလိုက်နာသင့်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်ခုဆိုရင်အသက်ငယ်ရွယ်တဲ့စီးကျိုယောဂရှိတဲ့သူတွေကစီးကျိုယောဂရှိတဲ့ကိုဝင်ဆောင်အမျိုးသမီးတွေကပို့ပြီးတော့ risk များတာပေါ့နော်ဟုတ်ကဲ့ပါဆရာနောက်ထပ်မေးခွန်းလေးတစ်ခုကတော့ဆရာသမီးတို့တွေကအမြင်အာရုံရုတ်တရက်ပြောင်းလဲသွားမယ်ဆိုရင်ဘယ်လိုပြုမှုဆောင်ရွက်သင့်ပါသလဲရှင်အမြင်အာရုံရုတ်တရက်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်တော့မျက်စိဆရာဝန်ထံချက်ချင်းသွားရောက်ပြီးတော့စစ်ဆေးကုသမှုခံယူသင့်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အရေးပေါ်ကုသမှုလိုအပ်တဲ့အခြေအနေတွေပေါ့ခုနကမျက်စိနောက်ခမ်း jelly အတွင်းမှာသွေးထွက်တာပေါ့နော်သွေးထွက်ပြီးအမြင်အောင်လာရုပ်တရက်ကြတာဒါမှမဟုတ်အမြင်အောင်လာကွာပြီးတော့အမြင်အောင်လာရုပ်တရက်ကြတာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်အချိန်မီကုသမှုခံလိုအပ်တဲ့အတွက်ကြောင့်ချက်ချင်းပြသသင့်ပါတယ်ဟုတ်ကဲ့ပါဆရာရှင် diabetic retinopathy ယောဂနဲ့ပတ်သက်ပြီးတော့အများပြည်သူအတွက်အဓိကကျန်းမာရေးစကားလေးကိုလည်းမျှဝေပေးပါအောင်ရှင်diabetic retinopathy စီးကြိုကြောင့်အမြင်အောင်လာထိခိုက်တဲ့ယောဂနဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့ diabetic retinopathy ဆိုတာကကာကွယ်နိုင်ပြီးတော့ကုသနိုင်တဲ့ယောဂဖြစ်ပါတယ်ပုံမှန်စစ်ဆေးမှုများဖြင့်စောစီတာရှာဖွေတွေးရှိပြီးတော့အမြင်အာရုံကိုကယ်တင်နိုင်ပါတယ်စီးကျိုယောဂရှိတဲ့လူတိုင်းဟာမျက်စိအမြင်ကောင်းနေတော့လဲပုံမှန်မျက်စိစစ်ဆေးမှုကိုခံယူသင့်ပါတယ်ဟုတ်ကဲ့ပါရှင်နောက်ထပ်ဆရာစီးကျိုယောဂရှိသူတွေအတွက်မျက်စိကျန်းမာရေးဆိုင်ရာအဓိကသတင်းစကားလေးကိုလည်းထပ်မံပြီးတော့မျှဝေပေးပါအောင်ရှင်စီးကျိုယောဂရှိတဲ့လူတွေအတွက်အဓိကသတင်းစကားပါချင်တာကတော့စီးကျိုယောဂသည်တင်တရိမထားမိပေမျက်စိကိုထိခိုက်စေနိုင်ပါတယ်။နှစ်စဉ်ပြီးစုံနဲ့မျက်စိစစ်ဆေးမှုတွေခံယူပါစောစီတာရှာဖွေတွေ့ရှိခြင်းကအမြင်အာရုံကိုကာကွယ်ပေးနိုင်ပါတယ်။အဓိကပြောချင်တာကတော့လက္ခဏာပေါ်လာသည့်အထိမဆောက်ပါနဲ့ပုံမှန်မျက်စိစစ်ဆေးမှုစီးကျိုယောဂကိုကောင်းစွာထိန်းချုပ်မှုနဲ့အချိန်မီကုသမှုတို့ဖြင့်တင်တို့ရဲ့အမြင်အာရုံကိုကာကွယ်ပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်အပ်ပါတယ်။ဟုတ်ကဲ့ပါဆရာရှင်အခုလိုမျိုးအများပြည်သူအတွက်အရေးကြီးတဲ့မျက်စိကျန်းမာရေးအသိပညာတွေကိုအချိန်ပေးပြီးတော့မျှဝေပေးတဲ့အတွက်တင်မှာအားလုံးရဲ့ကိုစားကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်ကလည်းဒီလိုအများပြည်သူကိုမျက်စိကျန်းမာရေးပညာပေးပြောကြားခွင့်ပြုရတဲ့အတွက်ကြောင့် Aristo Vision တင်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ